လာပါဇေယျ electronic channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒီ watt 300 inverter ကတ်လေးကိုကျွန်တော်တက်စေလောက်မှာပဲဖြစ်ပါတယ်သူရဲ့ packing ရှင်းတော့ဒီလိုမျိုးသားလာနေတဲ့လာရပေါ့နော်ဟုတ်ပြီကျွန်တော်အခုစပြီးတော့ထုတ်လိုက်ပြီစိုက်ရနည်းကြီးရပေါ့နော်ဒီကောင် watt 300တဲမှာဆိုဒီကောင်ဒီကတ်လေးကစိုက်နည်းကြီးရပြောလို့ရတယ်ဒီကောင်တော့ကျွန်တော်ဒီ modify sine wave ပေါ့နော် pure sine wave တော့မထွက်ဘူးဒီကောင် modify sine wave watt 300ပေါ့နော် watt 300 modify sine wave ကတ်လေးဖြစ်ပါတယ်အခုဒီကက်လေးကျွန်တော်စပြီးစမ်းကြမယ်ပေါ့နော်စမ်းကြမယ်ဆိုတော့သူ့စီမှာတော့ဒီခလုတ်လေးမပါဘူးခလုတ်တော့အဲ့နဲ့ကျွန်တော်ဒီမှာစမ်းဖို့ဆိုပြီးတော့ကျွန်တော်ဒီခလုတ်လေးဒီလိုလုပ်ထားရပေါ့နော်ပုံမှန်တော့ကိုယ့်ကိုထည့်ရမှာပါဒီခလုတ်လေးကိုကျွန်တော်အခုစပြီးတော့ထည့်လိုက်ပါမယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ battery အပေါင်းနှုတ်တွေကိုကျွန်တော်စပြီးခဲဆော်မယ်ပေါ့နော်ခဲဆော်ပြီးသွားရင်ကျွန်တော်စပြီးစမ်းပါမယ်โอเคအခုဒီမှာ plus ညမှာအနီကျိုးminus ညမှာ negative ကျိုးပေါ့နော် negative ကျိုးကျွန်တော်ဒီမှာအခုခဲဆော်လိုက်ပြီပေါ့နော်ဒီကောင်ခဲဆော်ပြီးသွားပြီဆိုရင်ကျွန်တော်အခု AC ဘက် channel ကိုကျွန်တော် socket လေးဒီ socket လေးကျွန်တော်ဒီလိုမျိုးကျိုးလေးတွဲထားတယ်ပေါ့နော်ဒီကောင်ကတော့ဗာနဲ့တွဲမလဲဆိုတော့ကျွန်တော်ဒီ AC meter လေးပါကျွန်တော်ဘိုးပါမြင်အောင်လို့ပေါ့နော် AC meter လေးနဲ့တွဲထားတယ် okay AC meter လေးနဲ့တွဲထားတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဒီဘက် AC ဘက် channel မှာကျွန်တော်ခဲဆော်မယ်ပေါ့နော် AC ဘက် channel မှာကျွန်တော်ခဲဆော်လိုက်ပါမယ်ကိုကျွန်တော်ဒီကောင်ဘက်ထရီဂျိုးတက်ပြီးသွားပြီပြီးသွားရင်ကျွန်တော်ဒီ AC မှာဒီလိုလေးတက်ထားတယ် AC socket လေးကျွန်တော်တက်ထားရပေါ့နော် AC ဂျိုးလေးဒီမှာတက်ထားပြီးတော့ကျွန်တော်မြင်ရအောင်အတွက်ကျွန်တော်ဘိုမီတာလေးတက်ထားရပေါ့နော်အခုဒါဆိုကျွန်တော်ခလုတ်ဖွင့်ထားလို့ပေါ့နော်ဒါဆိုဒါဘိုမီတာတက်ထားအခုကျွန်တော်ခလုတ်ဖွင့်မယ်ပေါ့နော်ဘိုမီတာမှာ180ခွန်ပဲပြရတယ်ပေါ့နော်ဒါဆို inverter output မှန်ကျွန်တော်မီတာနဲ့တိုင်းမယ်ပေါ့နော်ဒီကျွန်တော်ဒီ display meter တွေကကြတော့ကျွန်တော်ဒီနောက်မှာလှည့်ဖို့အတွက်ဒီမှာ preset နေရာလေးပါတယ်ပေါ့နော်ဒီမှာ preset နေရာလေးပဲ preset လေးလှည့်ပြီးတော့သူကချိန်တော့ချိန်ပေးရတယ်ပေါ့နော်အခုကဒီမှာ180ကျော်ထွက်နေတယ်ကျွန်တော်တစ်ချက်မီတာနဲ့တိုင်းကြည့်မယ်ပေါ့နော် inverter ကက်ကပဲထွက်တာမှားနေတာလားဒါမှမဟုတ်မီတာကပဲမှားနေရလားဆိုတာပေါ့နော်အခုကျွန်တော်ဒီ inverter ဒီကျွန်တော်ဒီ clamp meter လေးနဲ့ကျွန်တော်တိုင်းလိုက်မယ်ပေါ့နော်ဒီမှာ AC scale မှာထားလိုက်တယ်ဘာလို့213ထွက်တယ်ပေါ့နော်ဒါဆိုဒီမီတာလေးကမှားနေတာဒီမီတာလေးမှာနောက်မှာကျွန်တော်ဒီ preset လေးပါတယ်ပေါ့နော်ဒီကောင်လေးကိုလှည့်ပြီးတော့ဒီမှာကျွန်တော်ဒီကောင်လေးကိုလှည့်ပြီးတော့ချိန်ပေးရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မချိန်တော့ဘူးဘာလို့ကျွန်တော်ဒီက inverter ကတ်ကိုစမ်းမှာဖြစ်တဲ့အတွက်ဒီကောင်ကျွန်တော်ခဏမချိန်တော့ဘူးပေါ့နော်အခုဒါဆိုရင်ကျွန်တော် inverter လောက်ဆွဲကြည့်မယ်ပေါ့နော်ဒီကောင်300 watt 300 watt ဆိုတော့ကျွန်တော်300 watt အပြည့်ဆွဲကြည့်မယ်ဗျာဒီ inverter ကတ်ကအပြည့်ခံနိုင်မခံနိုင်အခုကျွန်တော်ဒီမှာဒါ hot gun ပေါ့နော်ကျွန်တော်ဒီမှာရှိတဲ့ hot gun 300 watt 300 watt hot gun လေးကိုကျွန်တော်ဆွဲမယ်ပေါ့နော်အခုဒီကောင်က modify sine wave နဲ့ဒီ hot gun 300 watt hot gun လေးကိုကျွန်တော်ဆွဲမှာဖြစ်ပါတယ်ဒါပဲကျွန်တော် run နေပေါ့နော်အတန်လိုက်ကြားရမှာ run နေပြီrun နေပြီဒီမှာကိုးတွေကလည်းထွက်တယ်ပေါ့နော်အခုကျွန်တော် ampere တိုင်းကြည့်မယ်300 watt တကယ်ဆွဲမဆွဲကျွန်တော် ampere တိုင်းကြည့်ပါမယ်ampere တော့ 1.1 ဆိုတော့ watt 200ကျော်လောက်ပဲဆွဲတယ်ပေါ့နော်ဒီမှာ ampere AC ampere က watt 200ကျော်လောက်ပဲဆွဲတယ်ဒီ300 watt heat gun ပေါ့နော်ဒီ300 watt လို့ပြောတာပြီမဲ့ဒီကောင်200ကျော်လောက်ပဲဆွဲတယ်ပေါ့နော်ကျွန်တော်ဒီမှာ AC clamp meter နဲ့လည်းတိုင်းတာ200ကျော်လောက်ပဲဆွဲတယ်ဒါဆိုရင်ဒီကောင်လေးကစိုးဘူးပေါ့နော်ကျွန်တော်ဒီ300 watt ကိုမှဆွဲလို့ရတယ်အခုကျွန်တော်ဒီကောင်ကိုတခြားဘာလေးဆွဲရင်ကောင်းမလဲဆိုတော့ကျွန်တော်စီမှာကြာတော့ဘာရှိအောင်လဲဒါကဒီမှာကျွန်တော်60 watt ခဲကောက်ပေါ့နော်60 watt ခဲကောက်လေးကျွန်တော်ဆွဲကြည့်ပါမယ်ကျွန်တော်ဒီပလက်လေးဖြုတ်လိုက်မယ်ပေါ့နော်ဖြုတ်သွားရင်ကျွန်တော်ဒီမှာ60 watt ခဲကောက်ပလက်လေးတက်လိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ inverter ခလုတ်လေးကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်ဒီမှာဒါ60 watt ခဲကောက်60 watt ခဲကောက်ဆွဲထားတာဖြစ်တယ်ပြီးသွားပြီဆိုကျွန်တော်ဒီကောင်ဘာလေးစမ်းမလဲဆိုကျွန်တော်ပန်ကာလေးစမ်းမယ်ပန်ကာကျတော့ကျွန်တော်ဒီ modify sine wave ဖြစ်တဲ့အပေါ်မှာကျွန်တော်ဒီအတန်မြည်တာပန်ကာအတန်လေးကဘလို့နေလဲပေါ့နော်ဒါကျွန်တော်ပန်ကာတစ်ချက်စမ်းကြည့်မယ်အခုဒီမှာ60 watt ခဲကောက်အဆင်ပြေပေါ့နော်watt 200ကျော်လောက်ထိစမ်းထားပြီးသွားပြီဆိုတော့ဒီ60 watt ခဲကောက်တော့ AC ပဲဖြစ်သွားပြီပေါ့နော်ကျွန်တော်အခု60 watt ခဲကောက်ကိုပြန်ဖြုတ်လိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်ပေါ့နော်ဒီကောင် AC fan လေးဒီ AC fan လေးကိုကျွန်တော်ဒီပန်ကာအတန်ဘလို့နေလဲညံ့ညောဖြစ်လာမဖြစ်လာကျွန်တော်ဒီ AC fan လေးကိုစမ်းကြည့်မယ်ပေါ့နော် AC fan ကိုကျွန်တော်ဒီမှာထားတယ်အခုဒီမှာ plug AC fan plug ကိုကျွန်တော်ဒီမှာထိုးပါမယ်
ဒါဆိုရင် AC fan စပြီး run နေပြီပေါ့နော်ဒါဆိုရင်ပိတ်ထားတယ်ဒါဆိုရင်ပိတ်တယ်တစ်ချက်နှစ်ချက်ဒါဆိုရင် speed 2ဒါဆိုရင် speed 1ပန်ကာအတန်လေးကတော့ဆက်စချင်းမောင်းတဲ့အချိန်မှာလေဆက်စချင်းမောင်းတဲ့အချိန်မှာမော်တာအတန်လေးနည်းနည်းလေးတော့ထွက်တယ်ဒါပေမဲ့ဒီကောင် speed ရသွားပြီလဲသွားပြီဆိုရင်တော့မထွက်တော့ဒါကတော့ကျွန်တော် modify ဆိုင်ဝင်ဖြစ်လို့ပေါ့နော် pure ဆိုင်ဝင်မဟုတ်တဲ့ပုံမှာဒီအတန်လေးတော့ကြားရတယ်ဒါပေမဲ့ဒီ speed နဲ့ဆိုရင်တော့ဒါလက်ခံလို့ရတဲ့အနေထားလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီ fan speed ကကျွန်တော်လက်ခံလို့ရတဲ့အနေထားလို့ပြောလို့ရတယ်ဒါဆိုရင်ကျွန်တော်ပန်ကာလည်းအဆင်ပြေတယ်အခုကျတော့ကျွန်တော်ဒါ AC ဘိုင်းကိုစမ်းပြီးသွားပြီ AC ဘိုင်းကျွန်တော် watt 200ကျော်လောက်ထိကျွန်တော်စမ်းထားပြီးရပေါ့နော်အခုကျွန်တော်ဘာစမ်းမလဲဆိုကျွန်တော် battery ကျွန်တော်ဒီအပေါင်းအနှုတ်တွေမှားဝိုင်းရောဒီ inverter ကဘယ်လိုနေမလဲပေါ့နော်ဒါ battery အပေါင်းအနှုတ်မှားရင်ကျွန်တော် inverter ကဘယ်လိုနေမလဲဆိုတော့ကျွန်တော်ချက်စမ်းကြည့်မှာဖြစ်ပါတယ်အခုဒါဆိုကျွန်တော်ဒီကောင်လေးတစ်ချက်ပိတ်လိုက်မယ်ပိတ်ပြီးသွားပြီဆိုကျွန်တော် battery ကို plus minus ကျွန်တော်ပြောင်းကြည့်မယ်ပေါ့နော်ပြောင်းကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ socket လေးအရင်ဖြုတ်လိုက်မယ်အနီကျိုးကိုကျွန်တော်ဒီအနက်နေရာမှာတက်မယ်ပေါ့နော်ဒါအနက်ကျိုးကိုကျွန်တော်ဒီမှာ battery plus B plus နေရာမှာတက်ပါမယ်B plus နေရာမှာတက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ B plus ပေါ့နော် B plus ကိုကျွန်တော်လောစင်ထိကြည့်မယ်ခဲမစော်ဘဲနဲ့ကျွန်တော်လောစင်ထိကြည့်မယ်ပေါ့နော်ထိကြည့်မှဖြစ်တဲ့အတွက်ကျွန်တော်ဒီ socket လေးရင်တက်ထားလိုက်မယ်တက်ထားပြီးွားအေးဒါကျွန်တော် AC meter လောစင်ခလုတ်လေးကတော့ပိတ်ထားတယ်ပေါ့နော်ကျွန်တော်ပြီးမှတစ်ချက် on ကြည့်မယ်ခလုတ်အခုကျွန်တော်တစ်ချက်ထိကြည့်မယ်အိုးပေါက်သွားပြီဖောင်းဆိုမီတစ်ချက်တော့ရိုက်သွားတယ်ဒါပေမဲ့ဒီဘက်ကတ်မှာတခြားဘာညာဘာမှမတွေ့ရဘူးအမှန်ကတ်ကို on မယ်ဒီမှာ display ဘာညာဘာမှမလာဘူးဒါဆိုရင် AC မထွက်ဘူးပေါ့နော်AC မထွက်ဘူးဆိုတာကကျွန်တော် plus minus မှားတော့ပေးပြီးသွားပြီအဲ့ဆိုရင်ကျွန်တော်အမှန်ပြန်ပေးကြည့်မယ်ပေါ့နော်အမှန်ပြန်ပေးရင်ရောဒီကက်က run သေးလားပေါ့နော်ဒါကျွန်တော်တစ်ချက်စမ်းဖို့လိုမယ်အဲ့တော့ကြာကျွန်တော်ဖြုတ်လိုက်ပြီဒါဆိုရင်သူ plus minus နေရာမှာ minus ထည့်မယ်ဟုတ်ဒီမှာ minus နေရာမှာ minus ထည့်ပြီး plus နေရာမှာ plus ထည့်ဒါအခုအမှန်ပြန်ထည့်လိုက်ပြီပေါ့နော်အမှန်ပြန်ထည့်ရင်ရောဒီ inverter run သေးလားဒါမှမဟုတ် inverter လစ်သွားပြီလားပေါ့နော်အဲ့ဒါကျွန်တော်တစ်ချက်စမ်းကြည့်ပါမယ်โอเคဒါဆိုကျွန်တော်အခုအမှန်ပြန်ထည့်လိုက်ပြီပေါ့နော်အမှန်ပြန်ထည့်ပြီးသွားရင်ကျွန်တော်ဒီ battery ထဲမှာပြန်ထည့်ကြည့်မယ်โอเคဒီမှာအလုပ်ပြန်လုပ်တယ်ပေါ့နော်ဒီမှာခလုတ်ပိတ်ဖွင့်ကဲဒါဆိုအခု plus minus မှားတယ်မှားပြီးတော့မှားရတဲ့ဟာတိတယ်တိတော့အခုပြန်ပြီးတော့ plus minus အမှန်ပြန်ထည့်တယ် inverter က run သေးတယ်ဟိုမယုံဘူးကျွန်တော်ဒီ hot gun ပြန်ဆွဲကြည့်မယ် hot gun ဆွဲကြည့်ပါမယ်hot gun โอเค hot gun ပြန် run တယ်ပေါ့နော်ဒါ ampere ပါထပ်တိုင်းကြည့်အောင်မယ်ကျွန်တော် ampere ပါထပ်တိုင်းကြည့်အောင်မယ်1ပေါ့နော်1 ampere လောက်တော့ဆွဲတယ်ဒီ hot gun watt 220လောက်တော့ဆွဲတယ်ပေါ့နော်300အပြည့်တော့မဆွဲဘူးဒီကောင်လေးဒါဆိုရင်အခုဒီကက်လေးကသူ့ဈေးတန်းမှာဆိုရင်တော့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီပန်ကာမောင်းတဲ့အချိန်မှာတော့ပထမဆုံးတစ်ချက်ကတော့ကျွန်တော်ဒီမတိမတာလေးပန်ကာမော်တာတန်လေးညီးတန်လေးနည်းနည်းလေးထွက်တယ်ပေါ့နော်ဒါပေမဲ့ speed တစ်ခုရသွားပြီဆိုတော့မော်တာညီးတန်ပျောက်သွားပြီဒါလက်ခံလို့ရတဲ့အနေထားလို့ပြောလို့ရတယ်ပေါ့နော် modify sign way ဒီကက်လေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်အခုပြထားတယ်ဇေယျ electronic page မှာလည်းဝယ်ယူနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာအားလုံးပြန်လည်ဆုံတွေ့ကြပါမယ်